စာခတ်တယ်လို့ပြောတယ်ကျောင်းသားတွေအတွက်နော်ဒီနေ့သင်ခန်းစာမနေ့ကဟိုဘက်ကတင်လာတဲ့ဟာကိုကျွန်မပြန်ပြောပြမယ်နော်ဟုတ်ပြီစာခတ်ပါလေဆိုရင်နော်ကျွန်မလုပ်ထားတယ်နော် sentence လေးကဘယ်လောက်ခက်ခဲလားမခက်ခဲလားဆိုတာကြည့်ရအောင်နော် okay ကဲစလိုက်ကြအောင် let's quick and start now the English class okay I am a butterfly. I am a butterfly. I like to drink flowers honey. I like to drink flowers honey. But actually, I say easy to flowers like the honey to sweet. Actually, nectar. Nectar. N-E-C-T-O-R. Nectar. I like to drink the flowers nectar. Okay? Now? Okay, now? ကျမကလေးပြလေးတစ်ကောင်ပါ Then I like to drink. ပြီးတော့တောက်ရတာကိုကြိုက်တယ် Flowers honey. Flowers honey. ပန်းဝရည်လေးတွေကိုတောက်ရတာကြိုက်တယ် Or flowers nectar. ပန်းဝရည်ကိုတောက်ကြတာကြိုက်တယ် No? I am happy dancing with flower. I am happy dancing with flower. ကျမno ကြောက်ရွှင်လေ I am happy dancing with flower. ပန်းပွင့်လေးတွေနဲ့ကပ်ခုံရတာကိုကြောက်ရွှင်နေ no dancing with flowers. No? At the beautiful day. ဒါရလှပတဲ့နေ့လေးမှာ It's a beautiful day. It's a beautiful day. နော်လွယ်လေးနော် It's a beautiful day. နော်ကျွန်မအတန်ဖိုင်ကိုအတန်မရဘူးလို့ပြောလို့ထက်ကတလဲလေး၃ခါမြောက်ပြောထားတဲ့ဥစ္စာကိုအခုဗီဒီယိုနဲ့ရိုက်ပြီးတော့ကျွန်မသင်ပေးတယ်နော်အဲ့ဒါတော့ဗီဒီယိုကို YouTube ထဲမှာကိုသင်ပေးမယ်နော်ဟုတ်ပြီလားအများပါမြင်လို့ရအောင်နော် translate ပါနော် you can learn I hope so English to Burmese Burmese to English okay both language peace no I am flying everywhere ကျမကနေရာတိုင်းကိုပြန်တန်းပြီးတော့သွားတယ်ဟေးအောင်မကိုင်းနဲ့နော်ဒီမှာခွေတော်ကီ I am flying everywhere ကျမနေရာတိုင်းကိုeverywhere ဆိုတာ